သူမသည် CEO ၏လက်ထဲတွင်ရှိသောပတိစိတ်ကိုသတိမပြုမိမီအထိဘာကိုမျှသတိမထားမိခဲ့ပေထိုပတိစိတ်သည်သူမလက်ထဲတွင်ရှိသောပတိစိတ်နှင့်တစ်ထပ်တည်းတူနေသည်ထိုအချိန်ကြမှသာသူမသည်ထို CEO မှာသူမဝမ်းပိုက်ထဲရှိကလေး၃ယောက်၏ဖခင်ဖြစ်ကြောင်းသိလိုက်ရသည်သူမသည်စိုးရိမ်တကြီးဖြင့် CEO ထံသို့ချဉ်ကပ်သွားပြီးသူမကိုမှတ်မိသေးလားဟုမေးမြန်းခဲ့သည်အပြစ်ကင်းစင်ပြီးတန်ရှင်းသောပုံစံရှိသည့်ထိုမိန်းကလေးကိုကြည့်ရင်း CEO မှာသူမကိုမမှတ်မိနိုင်ဖြစ်နေသည်သူမသည်တစ်ချိန်ကသူပျောက်ဆုံးသွားခဲ့ဘူးသည့်ပတိစိတ်ကိုထုတ်ပြလိုက်သောအခါလွန်ခဲ့သည့်တစ်လကဘားတစ်ခုတွင်သူမနှင့်အတူရှိခဲ့သည့်ညကို CEO ရုတ်တရက်တတိယသွားသည် CEO သည်ထိုမိန်းကလေးကိုဧည့်ခံဖျော်ဖြေရေးမယ် hostess ဟုအမြဲထင်မှတ်ခဲ့ပြီးသူမပါလိုချင်နေတယ်လဲဆိုသည်ကိုချက်ချင်းနားလည်သွားသည်သူသည်သူမ၏ပြဿနာကိုငွေဖြင့်ဖြေရှင်းပေးရန်စိတ်ကူးခဲ့သည်တက္ကသိုလ်ကျောင်းသူတဦးအနေဖြင့်သူမသည်ဆေးရုံတွင်ကိုဝင်ဖြတ်ချရန်အတွက်$9သူညသာလိုအပ်ခြင်းဖြစ်သည်သို့သော CEO သည်သူမကို$သန်း50တောင်းနေသည်ဟုအထင်မှားသွားခဲ့သည်ဒေါသထွက်သွားသည့် CEO သည်သူမကိုငွေပါကြောင့်လိုအပ်တယ်လဲဟုအတင်းအကျပ်မေးမြန်းခဲ့သည်သူမကိုဝင်ရှိနေကြောင်းပြောလိုက်သည့်အခါ CEO တယောက်နေရာတွင်ပင်ရပ်တန့်သွားခဲ့သည်ထိုစဉ်ကသူမနှင့်တစ်ခါများတွေ့ဘူးသည့် CEO ၏မိခင်မှာရှေ့သို့ထွက်လာခဲ့သည်သူမသည်မိမိသားကိုထိုမိန်းကလေးနှင့်မိတ်ဆက်ပေးရန်စီစဉ်ထားခဲ့ဘူးသည်အံ့ဩစရာကောင်းသည်မှာထိုမိန်းကလေးသည်သူမသား၏ကလေးကိုလွှဲထားရခြင်းဖြစ်နေပြီး CEO ကမူထိုမိန်းကလေးကိုလိန်ညာသူတဦးဟုပင်ထင်နေစေဖြစ်သည်မိခင်ဖြစ်သူကဆရာဝန်တဦးကိုခေါ်၍စစ်ဆေးစေရာမိန်းကလေးမှာ3 triplets ကိုလွှဲထားရကြောင်းအတည်ပြုချက်ရရှိခဲ့သည်မိခင်ဖြစ်သူမှာဝမ်းသာအားရဖြင့်ဖျားသခင်ကိုကျေးဇူးတင်ခဲ့သည် CEO သည်သူကိုယ်တိုင်သားသမီးမရနိုင်ဟုထင်မှတ်ထားသောကြောင့်ကလေးများသည်သူ၏ကလေးများဖြစ်သည်ဟုလုံးဝမယုံကြည်ခဲ့ပေမိန်းကလေး၏နောက်ခံအခြေအနေမှာတန်တရားဖြစ်ဖွယ်ကောင်းတော်လဲမိခင်ဖြစ်သူကသူမကိုအိမ်သို့ခေါ်လာရန်အတင်းအကျပ်တောင်းဆိုခဲ့သည်ဤသို့ဖြင့်ထိုမိန်းကလေးသည်ခမ်းနားလာသောအိမ်တော်ကြီးသို့ရောက်ရှိလာခဲ့သည်သူမ၏ကလေးများ၏ဖခင်သည်နိုင်ငံ၏အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေလိမ့်မည်ဟုသူမမယုံကြည်နိုင်ဖြစ်ခဲ့ရသည်သူမသည် CEO နှင့်မလိုက်ဖက်ဟုယူဆကထွက်ခွာရန်စီစဉ်ခဲ့သည် CEO ကသူမကိုမနစ်သက်ကြောင်းသိတော်လဲမိခင်ဖြစ်သူကသူမကိုနှစ်သိမ့်ပေးပြီးအချစ်ကိုမဖော်ပြတတ်သည့်သူ၏သားအတွက်သူမကိုတည်ငြိမ်စွာနေ၍ကိုဝင်ကိုသာဂရုစိုက်ရန်တိုက်တွန်းခဲ့သည်နောက်ပိုင်းတွင်မိခင်ဖြစ်သူက CEO ကိုကိုဝင်ဆောင်မိန်းကလေးကိုကောင်းစွာပြုစုရန်နှင့်အမြန်ဆုံးလက်ထပ်ရန်ပြောကြားခဲ့သည်မျှော်လင့်မထားစွာပင် CEO သည်ထိုမိန်းကလေးအပေါ်မြည်သည့်ခံစားချက်များမရှိဘဲမိခင်ကသူမကိုဘားတွင်ရည်ရွယ်ချက်ရှိနှင့်စီစဉ်ပေးခဲ့သည်ဟုထင်မှတ်နေခဲ့သည်တန်တရားဝင်နေသော CEO သည်ထိုညကဘားတွင်သူသည်သူမ၏ပထမဆုံးဖောက်သည်ဟုတ်မဟုတ်မေးမြန်းမိသည်မိန်းကလေးမှာခဏမျှအံ့အားသင့်သွားပြီးနောက်ငွေအလွန်လိုအပ်နေ၍ဖောက်သည်များစွာရှိခဲ့ဘူးကြောင်းပြန်လည်ဖြေကြားခဲ့သည်ဤစကားကိုကြားသောအခါ CEO သည်သူမကိုဧည့်ခံဖျော်ဖြေရေးမယ်အစ်စ်ဟုပို၍တေချာသွားခဲ့သည်သူသည်အချစ်မပါသောလက်ထပ်ခြင်းကိုလက်မခံနိုင်ကြောင်းပြောကာသူမအတွက်လက်ထပ်စာချုပ်တစ်ခုထုတ်ပေးခဲ့သည်ကလေးများမွေးဖွားလာလျင်သူတာဝန်ယူမည်ဖြစ်ပြီးသူမကိုလျော်ကြေးပေးမည်ဟုပြောခဲ့သည်သို့သောသူမသည်ဆေးရုံစရိတ်အတွက်$9သူညသာလိုချင်သည့်အတွက်စာချုပ်ထဲမှလျော်ကြေးကို$9သူညသို့ပြင်